ဆီယမအခုဆိုရင်လက္ခဏာဟောလာတာ10နှစ်ကျော်လာပြီပေါ့နော်အဲ့ဒီမှာလူတွေအသိချင်းဆုံးနဲ့လူတွေစိတ်ဝင်စားဆုံးကပါလဲဆိုဂမ်မီယာချက်ချေကပ်ပေါ့နော်ဘာဖြစ်လို့မြန်မာနိုင်ငံကရှိတဲ့သူတွေကဂမ်မီယာချက်ချေကပ်ကိုပိုစိတ်ဝင်စားတယ်လဲဆိုသူတို့ရဲ့ဖတ်ဖူးတမျှလေးလာဖူးတမျှမှာဒီဂမ်မီယာချက်ချေကပ်ဆိုတဲ့စကားလုံးကလွှမ်းမိုးထားတာပေါ့နော်အဲ့ဒီအကြောင်းကိုအများစုတော့လက္ခဏာဆရာတွေပြည်တင်ဆရာတွေကရေးကြတယ်အဲ့တော့လက္ခဏာတကူသူတို့ဘာသူတို့လေးလာပြီဆိုရင်ဟာသူ့မှာဂမ်မီယာချက်ချေကပ်ပါသလားဆိုပြီးအရင်ကြည့်ကြတယ်ပေါ့နော်အဲ့ဒီခါကျတော့အဲ့ဒါကိုစိတ်ဝင်စားမှုပုံများတယ်ပေါ့နော်အဲ့တော့တကယ်တမ်းကဂမ်မီယာချက်ချေကပ်အတုတွေကပုံများတယ်အစစ်ကတော့ကိုရှားတယ်အတုနဲ့အစစ်ကွာခြားပုံလဲဆရာမကဗီဒီယိုတင်ပြီးရှင်းပြပေးခဲ့ဖူးပါတယ်ဒါပေမဲ့အများစုကအတုကိုအစစ်လို့ပဲထင်တာအဲ့တော့အများစုမှားကြတာပါလဲဆိုဒီထီယိုလန်းချောင်းတက်သွားတဲ့ဟာကိုနှလုံးလန်းချောင်းကဆင်းလာတဲ့အဖြတ်ကိုဂမ်မီယာချက်ချေကပ်လို့ထင်တာပေါ့လေအဲ့တော့ဘာဖြစ်လို့သူတို့အဲ့လိုမျိုးဂမ်မီယာချက်ချေကပ်ကိုအသင်းပါချင်ကြတာလဲဆိုတော့ဂမ်မီယာချက်ချေကပ်ပါရင်ကောင်းတယ်ဆိုတဲ့ဟာကိုပဲဖတ်ဖူးလို့ပေါ့နော်ကြံတဲ့ဟာတွေကိုဖတ်ဖူးတာအားနေတော့ကြံတဲ့ဟာတွေရကောင်းတဲ့ဟာကြံတဲ့ဟာတွေကိုဘယ်လိုပြောမလဲမသိကြဘူးပေါ့နော်အဲ့တော့နားလဲအောင်ပြောမယ်ဆိုကို့မှာဂမ်မီယာချက်ချေကမပါလဲဂမ်မီယာချက်ချေကနဲ့အာနိတင်တူတဲ့ဟာဒါမှမဟုတ်ရင်အကျိုးတူတဲ့ဟာတွေတပုံကြီးရှိတယ်ဥပမာဆော်လမွန်လက်ဆွဆိုလဲတူတယ်အဲ့ဒါကိုဆရာမပြောပြတာအသင်းပဲလေဂမ်မီယာချက်ချေကတွေလိုက်မရှာပါနဲ့တကယ်ဂမ်မီယာချက်ချေကအစ်ကအင်မတန်ရှားပါတယ်အဲ့တော့ဂျာဘူးနာဝတွေကကိုအမှန်တရားလို့ထင်သွားတဲ့အခါမှာစိတ်ကအဲ့ဒါကိုပဲလိုက်ရှာတယ်တကယ်ကို့မှာရှိနေတဲ့ဟာကိုမမြင်တော့ဘူးထားပါတော့နော်ဆော်လမွန်လက်စုပ်ပါတယ်ဒါပေမဲ့မမြင်တော့ဘူးမသိဘူးဘာဖြစ်လို့ဆိုတော့သူကဒီကြားဖူးတဲ့ဟာကိုပဲခေါင်းထဲမှာထည့်ထားတော့လေအဲ့လိုလေးတွေရှိတယ်အဲ့ဒါကိုဆရာမရှင်းပြတာပါအဲ့တော့ဒါလေးကိုနားထောင်ပြီးတော့ကိုကဘယ်လိုပြောမလဲကိုမဘဟုတုတတစ်ခုတိုးတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်စေချင်တာပါဘယ်အရာကိုမဆိုဘယ်လိုပြောမလဲအမြဲတမ်းဒီလိုစုပ်ကင်ထားတဲ့အရာတွေကကိုမှတကယ်ရှိနေတဲ့အရာတွေကိုသူကလက်လို့ဆုံးရှုံးစေပါတယ်အဲ့ဒီသင်ခန်းစာလေးကိုလည်းပေးချင်လို့ပါနော်အားလုံးအဆင်ပြေကြပါစေရှင်